လူတွေဟာကိုလှုပ်တာကိုပြန်ရတယ်လို့ပြောတယ်ကံတရားရဲ့သဘောတရားကိုလှုပ်တာကိုပြန်ရတယ်အဲ့ဒါကိုပဲဆိုတာရှိတယ်လေ what we sow we reap ဆိုတာကိုစိုက်ပျိုးတာကိုပြန်မဲ့ရိတ်သိမ်းရတယ်ဆိုကိုပြန်ရတယ်လို့ဆိုကိုစိုက်တဲ့သီးနှံပေါက်မှာပဲလေကိုပါစိုက်နေတယ်လေကိုကဒုစရိုက်အလုပ်တွေလုပ်တယ်ဆိုရင်အဲ့ဒီဒုစရိုက်အကျိုးတွေကိုပြန်ရမှာပဲကိုမရဘူးလို့လူတွေကထင်နေကြတယ်ဥပမာမဲ့သူများအသက်တတ်တယ်အေးကိုပြန်တတ်ခံရမယ့်အခြေအနေရောက်လာတရားဥစ္စာခိုးတယ်ကိုပစ္စည်းခိုးခံသူတော်ဘာတာမယာစောရမယ်ကိုစောခံခံဟောဒုစရိုက်ဆိုတာအဲ့ဒီပုံစံလာတယ်ဒါနဲ့ပတ်သက်ပြီးရှင်းရှင်းလေးရေးထားတာကံတရားတွေရဲ့သဘာဝဟာတဲ့ကိုကသူများကိုဒုက္ခရောက်အောင်လုပ်လိုက်တယ်အဲ့ဒီဒုက္ခကသူများကိုသွားပြီးတော့နှိပ်စက်တယ်အဲ့ဒီကိုလုံးလိုက်တဲ့ဒုက္ခဟာတုံ့ပြန်ပြီးတော့ကိုယ်စီတစ်ချိန်ကျတော့ပြန်ရောက်လာတယ်တဲ့အဲ့ဒီဒုက္ခမျိုးပြန်ရောက်လာသက္ကုပါလမထေရရဲ့အလောင်းဆိုရင်မျက်စိဆေးဆရာဖြစ်တော့ကသူများကိုမျက်စင်းခတ်ပြီးတော့ကန်းအောင်လုပ်ခဲ့တယ်အဲ့ဒီကန်းအောင်လုပ်ခဲ့တဲ့အကုသိုလ်ကဖြစ်နေရဘဝမှာကိုယ်မမျက်စိကန်းသူများကိုလုပ်ခဲ့တဲ့သူများကိုပေးခဲ့တဲ့ဒုက္ခကိုပြန်ရလာအဲ့ဒါကံတရားတွေရဲ့သဘာဝပဲ